မင်္ဂလာပါဗျာအလုံးမင်္ဂလာပါဒီနေ့ပါကျွန်တော်အခုဗာလေးကိုရှင်းပြမလဲဆိုတော့ကျွန်တော်စီကိုကျွန်တော်လုပ်နေတာတူလေးပေါ့နော်ရှိတယ်ပေါ့နော်ဒါကြောင့်ကျွမ်းကျင် service နဲ့အတဲ့လူတွေကျွန်တော်ကျွမ်းကျင် service လက်တဲ့လူတွေရှိပါတယ်အဲ့လူတွေညီတွေညီမတွေပေါ့နော်ညီတွေညီမတွေအကိုတွေအမတွေရှိပါတယ်အဲ့တော့ကျွန်တော်ကဗာလေးတွေကျွန်တော်ကနေပြီးတော့သူတို့ကိုပြအတင်ကြားပေးလဲဆိုတော့ကျွန်တော်က step ၄ခုနဲ့ကျွန်တော်တင်ကြားပေးတယ်သူတို့မေးတဲ့ inquiry ကကျွန်တော်စီလာတယ်ရန်ကုန်လမ်းကြောင်းကျွမ်းကျင် service လုပ်နေပါတယ်တဲ့ဆိုတော့အဲ့ဒါနဲ့ကျွန်တော်ကအဖြေလေးတစ်ခုပေးတယ်အဲ့ဒါဆိုရင်တော့ကိုအဲ့ service ကိုမပေးနိုင်သေးပါဘူးလို့မပေးနိုင်သေးပါဘူးလို့ကျွန်တော်ပြောလိုက်တယ်ဘာလို့ပြောတာလဲဆိုတော့ဒီ service ဒီရန်ကုန်လမ်းကြောင်းကျွမ်းကျင် service ဆိုတဲ့ကိစ္စကြီးကစဉ်းစားကြည့်ပြတော်တော်လေးလေးနေတယ်နော်ကဲထားပါတော့ခုကျွမ်းနေတဲ့မောင်းနေတဲ့လမ်းပေါ်မှာဥထိုသွားလာမောင်းနေတဲ့ကျွန်တော်တို့တက်တူကြလူတွေရှိပဲဗျာကျွန်တော်တို့ပို့ပြီးတော့ဆရာကြတဲ့လူတွေရှိပဲကွယ်နော်အကုန်လုံးရှိတယ်အနည်းနဲ့လာဖြစ်လာခဲ့တဲ့အတွေ့အကြုံလေးရင်းနှီးပြီးတော့လုပ်ခဲ့ရတယ်လေဟုတ်တယ်မလားကျွန်တော်တို့တပတ်10ရက်နဲ့အဓိကလေးလုပ်ပြီးတော့မှရခဲ့တဲ့အတွေ့အကြုံတွေမဟုတ်တာဟုတ်လားအခုကျွန်တော်တို့ဟိုလူတွေရှိမယ်ကျွန်တော်တို့ ਨੇ မောင်းနေတဲ့လူပေါ့ဗျာနော်လက်ပေါ်မှာကာသွားလာလုပ်နေလူတွေပေါ့ဗျာနော်အဲ့လိုလူတွေရှိတယ်ဒါဒီတရတဲ့တညာတဲ့နဲ့ရခဲ့တဲ့တွေ့ကြုံတွေမဟုတ်တာကျွန်တော်တို့တွေနော်သိရှိလာများလာရှိနှစ်များပြောပါဘောနော်လာရှိနှစ်များတကူကျွန်တော်တို့ဖြတ်တန်းခဲ့ရတယ်သွားလာခဲ့ရတယ်လွတ်ကန်တွေ့ကြုံခဲ့ရတဲ့အခက်အခဲတွေရှိမယ်စက်တဲတွေရှိမယ်ဒါတွေနဲ့အခြေတည်ပြီးတော့ကျွန်တော်တို့တွေရလာတာပေါ့နော်အဲ့တော့အဲ့လိုမျိုးလက်ကြောင်းပြည့်နေ service ကိုပေးပါဆိုရင်ကျွန်တော်ပေးပါဘူးလို့ပြောတယ်ဒါပေမဲ့ခုမှတော့လုပ်လို့ရတဲ့အဆင့်တွေရှိတယ်လို့နော်ကျွန်တော်အဲ့လိုပြောတယ်ဘာလေးစိတ်လေးလဲဆိုတော့နံပါတ်1စိတ်ကားမောင်းရင်တင်ပါ okay step number 1ပေါ့ဗျာနော် step number 1ကားမောင်းရင်တင်step number 1ချောဖြတ်သွားပြီဆိုလို့ရှိရင် step number 2နော်လမ်းပေါ်မှာမောင်းကြည့်ပါဝင်ရဲထွက်ရဲနော်ပြီးလို့ရှိရင်စီးတွေရဲ့လမ်းစည်းကမ်းရင်စည်းကမ်းတွေကို expert ဖြစ်အောင်လေ့လာပါ expert ဆိုတာတက်ကိုဗျာဟိုအောင်မရအောင်လေ့လာပြောချင်တာနော်အောင်မရအောင်လေ့လာပါဒါအလွယ်ပြောတာတော့ကျွန်တော်အောင်မရအောင်ဆိုတာဥပမာမြင်းပြက်ကတော့ပါမီးပွားရဲ့စနစ်ကတော့ပါဘယ်မီးပွားအောင်ကြည့်တာနဲ့ဘာလို့ဆိုတာနားလည်နေအောင်မရတာခေါ်တာပေါ့နော်ပြီးလို့ရှိရင် yellow line တွေကပါဖြူမီကြားကပါ yellow နဲ့ black နဲ့ strict ထားတဲ့ဟာတွေကပါ yellow box ကပါနော်အဲ့လိုမျိုးတွေကိုဒီလိုကွာတိတ်မှာပေါက်တွေဖွင့်ပြီးတော့အတန်လေးကြားလို့နော်အဲ့လိုမျိုးသိအောင်အရင်လုပ်ပါဒါ step number 2ပြီးလို့ရှိရင် step number 3ကဘာလဲဆိုတော့လမ်းတွေရဲ့အထာကိုသိအောင်လုပ်ပါမယ်ခုနစီးကနေသိအောင်လည်းကျွန်တော်တို့သွားလာလို့မရသေးဘူးနော်လမ်းရဲ့အထာကိုသိအောင်လုပ်ပါမယ် step number 3လမ်းရဲ့အထာကဘယ်လိုလဲလမ်းရဲ့အထာဆိုဘယ်လိုလဲဆိုဥပမာပေါ့နော်ကျွန်တော်တို့ကတော့လည်းကျွန်တော်ပြောထားမှုရှိပါတယ်မြောက်ကလာဝေးကိုပေါင်းတာလမ်းကတော့ဒီလမ်းပဲဒါပေမဲ့မောင်းတဲ့အထာမတူနော်ကျွန်တော်ကိုတွေသိမယ်ကျွန်တော်ကိုတွေဆိုတော့ကျွန်တော်တက်ကျွမ်းတဲ့အကိုတွေပေါ့နော်ကျွန်တော်တက်ကျွမ်းတဲ့အကိုတွေရှိမယ်ဗျာအဲ့ကိုတွေရှိမယ်ကျွန်တော်သိကျွမ်းတာမဟုတ်နော်ဘာမှသိမကျွမ်းကျွန်တော်ပါချက်လေးကျွန်တော်လေးကကျွန်တော်ကတက်လာကျွန်တော်ပါချက်လေးပဲရှိသေးတယ်ကျွန်တော်တက်ကျွမ်းတဲ့လူတွေကိုတွေရှိမယ်ကျွန်တော်တက်အတွေ့အကြုံများတဲ့အကိုတွေရှိမယ်နော်ဆရာကြီးတွေရှိမယ်နော်အဲ့လိုတွေရှိမယ်ဗျာသူတို့မေးကြည့်တူလားလို့မဲမတူလို့သူတို့ပြောတယ်ပြီတကယ်လည်းမတူဘူးနော်မြောက်ကလာဝေးသွားတာတစ်မျိုးဥပမာဝေးစရတာပေါ်မောင်းရတာတပွေးရတစ်မျိုးနော်အဲ့လိုတွေရှိတယ်နောက်ဝိုင်းပတ်အောင်ပြောမယ်ဗျနော်ဟန်တာရီဝိုင်းပတ်တာနဲ့ဥစ္စာတာဝိုင်းပတ်တာမတူဟုတ်လားအဝိုင်းပတ်ချင်းတော့တူတူပဲနော်ဒါပေမဲ့မတူပတ်တဲ့ style ကြီးကဲထပ်ပြောမယ်ဟန်တာရီဝိုင်းကပတ်ရတာနဲ့တာကေတဲ့အဝိုင်းပတ်ရတာနဲ့မတူပြန်ဘူးဟုတ်လားနော်ဝိုင်းပတ်ကတော့တူတူပဲနော်ဝိုင်းပတ် system တူတူပဲစီးတွေလည်း3 line ဆွဲထားတယ်လမ်းကလည်းဝိုင်းကိုဝင်တဲ့လမ်းတွေကလည်း3 line ဝင်ထားတယ်နော်ပေါ်လေးအလဲလေးအောက်လေးပေါ့ဒါပေမဲ့လို့အဲ့ဒီ style မတူဘူးဗျာတက်လားနော်ဒါတွေအလုံးကိုအဲ့အရာတွေကိုစီးတွေလမ်းတွေရဲ့ဟာတွေကိုလမ်းတွေအထာပေါ့ဗျာသိအောင်လုပ်ကြမယ်ရန်ကုန်အိတ်စိန်လမ်းနော်လဲတန်းကနေပြီးတော့လဲတန်းကနေပြီးတော့ကျွန်တော်တို့သမိုင်းပေါ့နော်သမိုင်းလမ်းစုံထိကိုမောင်းရတဲ့ style တစ်မျိုးနော်ဒီဟာလေးလည်းကျွန်တော်ရှင်းပြထားပြီးသားပါကဲလဲတန်းလမ်းစုံ5ပွက်ဆိုင်လမ်းနေပြီးတော့ဟန်တာဝီဝိုင်းတီဂျန်ဂျီစကွဲရှိကိုဖြတ်ထားတဲ့လမ်းကတစ်မျိုးအဲ့လိုပေါ့နော်နောက်ရန်ကုန်ပြည်လမ်းမကြီးကိုမောင်းရတဲ့ style ကတစ်မျိုး
ဒါလမ်းတွေအထာလို့ပြောတာအဲ့လမ်းတွေရဲ့အထာကိုကျွန်တော်တို့သိအောင်လုပ်ရမယ်နော်လမ်းကျ high speed နဲ့မောင်းတယ် curve နဲ့မောင်းတယ်အလင်ကောက်မောင်းတယ်အဝင်ထွက်မောင်းတယ်နော်သုံးမင်းအကိုတွေရှိမယ်စပိန်အကိုတွေရှိမယ်စီးတဲ့လမ်းတွေနော်တွန်းလဲတွေဈေးသက်တွေရောင်းတဲ့လမ်းတွေရှိတယ်မှာသွားတဲ့ style တွေအဲ့လိုမျိုး brown ချိုးအကွေတွေဟုတ်လားနော်အဲ့လမ်းတွေရဲ့ style နံပါတ်3နေနဲ့ step number 3နေနဲ့သိအောင်လုပ်ရမယ်အဲ့ step number 3ကိုကြော်ဖြတ်သွားနိုင်ပြီဆိုလို့ရှိရင်တော့လမ်းကြောင်းကျွမ်းကျင် service ဆိုတဲ့ဟာလေးကမတိမတာနဲ့ကိုယ့်ရဲ့အုံနောက်ထဲမှာပေါ့နော်မိမိရဲ့အုံနောက်ထဲမှာ30% လောက်ရနေပြီလို့ပြောလိုက်တော့နော်ကျွန်တော်အဲ့လိုလေးတွေရှင်းပြကျွန်တော်စီလာပြီးတော့တင်တဲ့လူတွေအကုန်လုံးကျွန်တော် step number 1ကတော့ရပြီးသားလူတွေများတယ်အဲ့လမ်းကြောင်းကျွမ်းကျင် service လိုချင်ပါတယ်အခုဆိုတဲ့လာညီညီမတွေပေါ့နော်အကိုတွေအမတွေရှိမယ်ကျွမ်းကျင်လိုချင်ပါတယ်လို့လာပြောကြတယ်အဲ့ဒါဆိုကျွန်တော် step number 1ကတော့သူတို့ဘက်ကကတ်ဖြစ်သွားပြီstep number 2လေးကိုကျွန်တော်နည်းငယ်ပြပြရတယ်အကုန်မဟုတ်ဘူးနော်အနည်းငယ်ဘာလို့သူတို့ချုပ်တော့တော်တော်များသိပြီးသားနော်အဲ့မှာကျွန်တော်ပေးတာဒီ step number 2နဲ့ step number 3ကိုကျွန်တော်ပေးတာနော် step number 2နဲ့ 3ကိုကျွန်တော်ပေးလိုက်ပြီဆိုလို့ကျွန်တော် step number 4ရရှိမှုဒီ 30% to 40% အတွင်းရနေပြီလို့ယုံကြည်လိုက်ပါတော့လို့အဲ့လိုမှတ်တမ်းနဲ့ကျွန်တော်ပေးတာပေါ့နော်ဒါကျွန်တော်ရဲ့နီးလန်းလေးပါနော်အဲ့လိုလေးပါအဲ့လိုလေးဟောကြပါလို့ကျွန်တော်ကြံပြုလို့ပါတယ်လမ်းကြောင်းကြံဖို့လမ်းကြောင်းကျွမ်းကျင်အောင်ဘယ်လိုလုပ်ကြမလဲလို့မေးတဲ့အကိုတွေအမတွေညီတွေညီမတွေအတွက်ပါနော်โอเคဒီဗီဒီယိုလေးကိုဒီမှာပဲကျွန်တော်ဆုံးသက်လိုက်ပါမယ်ကျွန်တော်မြောက်ကလာသွားနေတာနော်ကျွန်တော်ဟိုဒီနေ့ကကျွန်တော်ဟိုကနေဖြတ်သွားပြရတယ်မြောက်ကလာရွှေပေါက်ကံဘယ်ကနေဖြတ်သွားပြတာလဲဆိုတော့ဟိုဘောနော်ရှစ်မိုင်ကနေပြီးတော့ဟိုဆိုတော့လည်းကနေဖြတ်ဝင်ပြီးတော့သွားကြတယ်နော်ဒါခုကတော့ဒီဘက်လမ်းတော့ပြတာပေါ့နော်ဆိုတော့လည်းအမွေတော့အခုကျွန်တော်9မိုင်ကနေပြီးတော့ဖြတ်ပြီးတော့သွားတာဖြစ်တယ်နော်โอเคအဲ့တော့ဗီဒီယိုလေးဒီမှာဆုံးသက်ပါမယ်အောင်ကျေးဇူးတင်ပါတယ်